မိကုန်းကတော့ဆရာမကြီးလင်းများချင်းကကွာရှင်းပြီးသားပါသူလည်းနောက်မိမယူသွားပါပြီကျမမှာတော့တမီးလေးတယောက်ရှိပါတယ်ကြံခဲ့တယ်ပေါ့နော်ကျမလည်းနောက်လည်းမပြူရသေးပါဘူးတဲ့နှစ်ဦးပိုင်အိမ်တစ်လုံးတော့ရှိတယ်အခုကျမစီးပွားရေးအဆင်မပြေတဲ့အတွက်ကြောင့်မလို့ဒီအိမ်လေးကိုရောင်းချင်တယ်အဲ့ဒါကိုဒီကွာရှင်းလိုက်တဲ့အမျိုးသားကနေပြီးတော့ကန့်ကွက်လို့ရလားဆိုပြီးတော့မိထားတာဖြစ်ပါတယ်ရှင်လင်းများနှစ်ဦးကကွာရှင်းပေမဲ့လေလင်းများနှစ်ဦးပိုင်ပစ္စည်းကိုခွဲဝေခြင်းမပြုတ်ရသေးတဲ့အခြေအနေမှာဒီအိမ်ချမ်းကြီးကတော့နှစ်ဦးပိုင်ပစ္စည်းအဖြစ်ပဲဒီရှိနေပါတယ်ရှင်ဒီလိုအခြေအနေမှာမြို့သားဖြစ်သူကနောက်နောက်ပြုတ်လိုက်လို့လေသူ့ရဲ့ဝေစုကပျောက်သွားတာမဟုတ်ဘူးရှင်သူ့ဝေစုကဝေစုပဲကြံရှိနေမှာပါရှင်အဲ့လိုမျိုးနှစ်ဦးပိုင်ပစ္စည်းကိုတဦးတည်းကရောင်းချမယ်ဆိုရင်ကြံတဦးကလည်းကန့်ကွက်လို့ရတယ်တားမြစ်လို့ရပါတယ်ရှင်ဒီကလို့ရောင်းချခဲ့မယ်ဝယ်တဲ့သူကလည်းဝယ်ရဲတယ်ဆိုရင်လေဒီရောင်းချမှုကမိမိရဲ့ဒီပိုင်ဆိုင်မှုအတွက်သာအတီးပြစ်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုနဲ့တော့မသက်ဆိုင်ဘူးဆိုရင်ဘာဖြစ်လာနိုင်လဲဆိုရင်အရှုပ်ဆွေးတွေဖြစ်လာနိုင်တယ်တရားဆွဲဆိုမှုတွေဖြစ်လာနိုင်တယ်ဒီစာချုပ်မှာပါရှိတဲ့ brain နဲ့အတိုင်းဒီဝယ်လက်ကနေပြီးတော့တောင်းဆိုလာတဲ့ဟာကြီးလည်းဖြစ်လာနိုင်ပါတယ်ရှင်ဒီလိုနှစ်ဦးပိုင်ပစ္စည်းတွေဆိုတာဒီများနှစ်ဦးထဲမှာရှိတာမဟုတ်ဘူးပေါ့နော်တငယ်ချင်းအပေါင်းအသင်းတွေနှစ်ယောက်ဝယ်တာတို့ဒါမှမဟုတ်လဲမိသားစုထဲမှာတားမိတွေဝယ်တယ်တားဖာတွေဝယ်တယ်နောက်ပြီးတော့ညီကောင်မောင်နှံအချင်းချင်းဝယ်ထားတဲ့ကိစ္စတွေပေါ့နော်ပိုင်ရှင်ကတူးထက်မကရှိလာတဲ့အခါမှာပြန်လဲရောင်းချတဲ့အခါမှာလဲအဲ့ပိုင်ရှင်တွေအားလုံးသဘောတူရမယ်ရောင်းချတဲ့စာချုပ်မှာလဲရောင်းစာချုပ်မှာလဲအားလုံးကလက်မှတ်လိုက်ထိုးပေးရပါမယ်ရှင်မိကုန်းနဲ့ဆက်ဆက်ပြီးတော့ကျွန်မထပ်မြင်ပြီးတော့တင်ပြချင်တာအားကြတော့ဗုဒ္ဓဘာသာဝင်လင်များတွေဆိုရင်လင်ဆိုင်မယားပိုင်လင်ဆိုင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အယောင်းဝယ်တွေကိုကဝယ်တဲ့အခါကိုကဝယ်လက်ဖြစ်နေတယ်ဆိုရင်လေရောင်းချတဲ့သူကဗုဒ္ဓဘာသာကိုးကွယ်မယ်အိမ်အောင်လည်းရှိတယ်ပေါ့နော်ဒါဆိုရင်ရောင်းတဲ့သူကလင်ရရောင်းတဲ့ခါကျရင်မယားကိုတိတက်တည်ဖြစ်လက်မှတ်ထိုးခိုင်းမယားကရောင်းတဲ့ခါကျရင်လင်ကိုအတိတက်တည်ဖြစ်လက်မှတ်ထိုးခိုင်းပေါ့နော်ဒါဒီလိုလုံးမှသာဒီအယောင်းဝယ်ကဒီအထမြောက်တယ်ပေါ့နော်ထမြောက်တယ်ဆိုတာကတော့ register တင်ရမယ့်ကိစ္စကိုဆက်လက်တင်ပေါ့နော်ဒီအရက်စာချုပ်ဆိုလဲအရက်စာချုပ်ကဒါပြီးမြောက်သွားတယ်ပေါ့နော်တကယ်လို့များချို့ရရှိတယ်ကျွန်တော်ကတော့ကျွန်တော်နာမည်နဲ့ဝယ်ထားတာကျွန်တော်မိမနဲ့ကျွန်တော်ကအဆင်ပြေလို့ကွဲနေတယ်ဒါကြောင့်ကျွန်တော်တယောက်တည်းလက်မှတ်ထုတ်ပြီးရောင်းမယ်ဆိုရင်ဒါမျိုးတွေလက်မခံပါနဲ့နောက်ချိန်မှာသူ့ရဲ့မိန်းမတွေပါကြီးကထွာပြီးတော့ပေါ်လာပြီးတော့ပေါ့နော်သူလက်မှတ်သူရောင်းတာမသိပါဘူးသူသဘောမတူပါဘူးဆိုရင်ကျမတို့ကအရှုပ်ထွေးဖြစ်လာနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်